ဦးတိုက်လောက်ကြည့်လားအာဆရာပြောတော့ကြားနိုင်မသိမြင်နိုင်မသိသိနိုင်မသိ လူဒီမှာနေဖို့နေရမယ် အားကြောင့်လှုပ်ထားတာလေသေးသေးချင်းလို့လား သူ့ကိုဒီမှာထားမယ်ဒီမှာထားမှတို့ကဒီနေရာကတော့တာ ဒီသားသူကိုပြိုကွဲအောင်မင်းတို့တိုက်ထားတဲ့အတိုက်တွေမင်းတို့အခုချက်ချင်းအာဆရာအမိန်ပေးမှမင်းတို့ကြားနိုင်မသိမြင်နိုင်မသိသိနိုင်မသိတို့အကုန်သိတယ်နော်ငြိမ်ငြိမ်လေးနေကျွန်တော်ပြန်စုတာငြိမ်ငြိမ်လေးနေချုပ်တာပြန်စုရချုပ်တာဟာညမဘူးလေညမဘူးလေ ဦးဆန်းရှိ ဦးဆန်းရှိ ဆန်းရှိ ကိုဆန်းရှိတိုက်ထားတဲ့အတိုင်းပြဆွဲဆက်မှန်သမျှတို့ဒီမင်းတို့အပေါ်လုံးငါဆရာလက်တွင်းတို့အခုချက်ချင်းအားလုံးလိုက်လာပဲဒိညာအခမ်းတမ်းများဆယ်သားအတိနဲ့အကုန်လိုက်လာပဲမင်းတို့ရှင်ရှင်ဝိုးဝိုးတွေခေါ်မနေဘူးကုမနေဘူးအကုန်တိုက်ခဲ့တော့ကြောက်တော့မင်းတို့ငါဆရာမေတ္တာဖြင့်ပြောသောစကားဖြစ်သောကြောင့်မင်းတို့လည်းလွတ်စေကျွတ်စေဒီအင်္ဂါတော်ဒီနေ့ဒီရက်ဒီချိန်ရသောလူမိတ်သာနမိတ်သာတရားမိတ်သာဘလူမိတ်သာမြည်သည့်မိတ်သာမှာမော်မကြီးရလာမကြီးရအာဆရာပြောတော့ကြားနိုင်မသိမြင်နိုင်မသိသိနိုင်မသိမင်းတို့စက်တွေမင်းတို့အကုန်လုံးသိမ်းသွားယူမုံတဲ့တဲ့ဘက်မှာမကြံသေးခဲ့နဲ့အင်္ဂါသာမိမွေးတိုင်းမှာမွေးတိုင်းရှိနေတယ်မင်းတို့လှုပ်ထားတဲ့အခုအဲ့ပေါင်မှာလှုပ်ထားတဲ့မင်းတို့အဖို့အကျိတ်နေမှန်တယ်ဗျအကုန်လုံးမင်းတို့အပင်းနေအကုန်ပြန်ယူသွားကိုလှုပ်ထားတာတွေမှန်တယ်ဗျအကုန်လုံးပြန်ယူသွားအားလုံးကိုယ်ဆင်းရောဒီအင်္ဂါသာမိမွေးတိုင်းမှာမွေးတိုင်းဖြစ်တာကိုပဲငါမြင်နေတယ်ဒိညာအခမ်းနေမင်းတို့ကိုတံကိုပြန်အဲ့တိုင်လာတဲ့အတိုင်းသားမှန်သမျှလို့အားလုံးရောက်လာခဲ့ဘုံလိုက်လာခဲ့အားမမလို့ခြင်းရတာပဲပြောတော့စကားဖြစ်တော့ကြောင့်မင်းတို့အကုန်သိတယ်နော်အာတရားဘလို့မင်းတို့ပြုမှုဆက်ဆံလဲဆိုတော့မင်းတို့အကုန်သိတာဖြစ်တဲ့အတွက်ကြောင့်ဒီဉာဏ်ဉာဏ်လေးအင်္ဂါသာမွေးတိုင်းပါမွေးတိုင်းရှိနေပါစေအဲ့ဒီဆက်တွေမှန်သမျှမင်းတို့အကုန်လုံးပြန်သိမ်းသွားအင်းကြောင့်ရေမတင်တဲ့ကဲ့သို့ကြောက်ကင်းတတ်တာပါလေဘုရားငါလူမဲ့တပတ်တိုင်းနဲ့အမိတ်အာနောနာဂံတရားမြည်ဒီတရားမြည်အဖေအာနာအမေအာနာအဖဆရာကြီးအမိတ်အာနောနာဂံတရားမြည်ဒီတရားမြည်အခုချိန်မှာသားရဲ့ဟိုဘယ်ချီတော်လေးမာရီညာချီတော်ပါမာရီပေါ့ပုံမှန်မဟုတ်တော့ဟမ် ပေါ်တော့ ဟမ် ပေါ်တော့ စိတ်ထဲမှာ သိမ်းမှလည်းပေါ်တာ ခုနဒီကောင်မှာတော့အခုစိတ်ဘယ်လိုဖြစ်လဲနှစ်ခွာပြော စိတ်က မရှိတော့ မရှိတော့ဘူး ဒီကောင်ရောက်လာ မရှိတော့ အခုမှပြန်ရောက်လာ အခုမှရောက် อืม ဒီကလေးလို့တခါတော့ဒီလိုဆွဲလိုက် อืม လူရဲ့ ဒီမှာအတင်းကတ်တယ်ဟိုကျွန်တော်လည်းစိတ်က ကျွန်တော်တို့ခေါ်ရင်သူက ဟုတ် အကုန်လာပေးရတယ် ဟုတ် ဘို့စက်ကြောင်ကအပြင်ဘက်ရောက်နေတော့လာပေးရတယ်မလာတော့မရဘူးကျွန်တော်အာနာဇတ်ဘယ်တော့ရင်းနေတယ်ဒါပေမဲ့သူတို့ကျွန်တော်တို့ကမသားဘူးတော့ဟာဒါပေမဲ့ဒီလူ